ကိုကြီးလည်းကိုကြည့်ရမယ်နော်ဘာကြည့်ရချင်းတော့အညီမတို့ဂျပန်တို့ကိုရီးယားတို့မလေးရှားတို့မသွားဘူးမပြောနဲ့မရောက်ဘူးမပြောနဲ့ရောက်ရောက်ပါဟုတ်ကဲ့ရောက်ပါနိုင်ငံသားတွေကလူတို့မြန်မာတွေပိုင်းနဲ့ဒီတက်ကဘာလို့လို့မေးလာလဲမေးလက်မထောင်ပြီးဖြစ်လိုက်ဘုံမြန်မာတွေပိုင်းကဒီဆိုင်နဲ့မြန်မာဆိုင်နဲ့မြန်မာဆိုင်ပါကိုကြီးလည်းကိုကြည့်ရမယ်နော်ကြည့်ရကလားလို့ဆိုရင်သူ့ကိစ္စကိုချက်တယ်ချစ်တယ်အညီမတို့ကလားကကြည့်ပါဘယ်ကလားလို့ဆိုကလားတော့ရှင်းပါကလားအကတော့ပါပြီအဲ့ဒါဘာလို့လဲလို့မေးကိုယ့်ရဲ့ tradition ကိုကဘာကသိအောင်ချပြတာသူတို့ကိစ္စကိုချပြတာမြန်မာမှန်ရင်အနှုတ်ထွက်အမေလေဒီရရရောတာဘာလို့ကြောက်ပြောပါအဲ့တော့ဟေးကလားတွေကဘယ်ကြီးတက်မှာလဲကလားတွေကကလဘုံရှိတယ်ကလဘုံကဘယ်လိုပတ်တယ်ဘယ်လိုပတ်လဲတကယ်ကြီးကလဘုံလေးလို့ပြောတာကလကြောက်ဟုတ်တယ်မှာကလမာရီရှာတူရီအပြားကြီးမာရီအပြားကြီးတူရီအပြားကြီးမာရီအပြားကြီးစာပေါ်လေပေါ်လေစာပေါ်လေပေါ်လေစာပေါ်လေအပေါ်လေကိုရတဲ့ဘာဘလောင်းကလာတင်းကကလာတဲ့ချင်းနဲ့တမ်းပတော်တွေလည်းပါတာကလာတင်းကဘာဘလို့ပါဒါကကလာတဲ့ချင်းကလာခုဒီမှာကဲရင်တင်းမှာကဲရင်ကြတော့ကဲရင်ကြတော့ဒုံးနာကဲရင်ဒုံးနာကဲရင်ဒုံးလေးလုပ်ပြပါဝေးအဲ့ဒါကဲရင်နဲ့ကဲရင်တစ်စီးလေးနဲ့ဆိုပြမယ်ကဲရင်ချင်းကဲရင်လေးလို့အဲ့ဒါအတီးမပါဘူးအတီးပါဘူးပြပြောင်းတယ်အဲ့ဒါဟေးပိုတီဝေကန်တဲ့ဒီငါတဲ့ဒီဟဲ့นี่กับนี่พูดတာအဲ့ဒါကြည့်ရင်လည်းဟေးငူနေကြဘလို့မှတ်ငူရငူကတလိုင်းတာငူတလိုင်းတာဒီလိုမျိုးတလိုင်းလို့ဟောတလိုင်းပါအားနေမှာတော့တလိုင်းပါဟေးဒီကနောက်ဆုံးကရှမ်းကဘယ်လိုမှတ်လို့ရှမ်းကတကယ်ရှမ်းလို့ဟုတ်တယ်ဒီကောင်ရှမ်းမှာဘိုးရကိုပါစီဘာဖြစ်တာဖြည်းဖြည်းလို့ပါလူလေရှမ်းဘယ်လိုပြီးရလဲဟာရှမ်းကဘယ်ဒီမှာလဲရေဟုတ်တယ်မှာဒီမှာရှမ်းဆိုတာညီမဲရရင်တူမှုတွေးလေးရဟောသူလေးရဲ့ညက်ပြီးစားတာนี่เขาช่วยပြောတာဟုတ်ဘူးရှမ်းသူပြောတာဟောရှမ်းအားရှမ်းနေပြောမင်းအကူမလားမင်းအကူမလားမင်းတခေါ်မှာပါကြည့်လာဘူးသူကတော့လေမင်းကမတော်နေတာတခေါ်တာဘာလို့ထည့်တာမထည့်ပါနဲ့ကြောညာတော့ပါငါမေသူ့ဘာသာစိတ်စားနေပါလေဟာမင်းဘောကြတယ်ပါပမလီတော့ဒီရှမ်းတော့မသိကြဘူးမင်းလည်းတိလာတာတကယ်ကြီးမသိတာလားငါရွှဲတာဟုတ်ပါဘယ်မသိတာအဲ့ဒါတကယ်ကြီးနောက်ဝဲနေမပြောတော့ဒီဝဲတစ်ခါတည်းမှလိုက်တော့ဂျမရှမ်းရတကယ်ကြီးစခွင့်တွေ့တာစခွင့်အေးစခွင့်လောက်ကြည့်တော့စခွင့်ကိုတကယ်အမောက်ပိတ်တာအမောက်ပိတ်ညမောက်ဖွင့်ညမောက်ကလည်းစိတ်ဆုံးမှာပေါ့ရှမ်းတို့တကယ်ဖွင့်အဖွင့်ရှမ်းဆိုတာလေရှမ်းဆိုတာအတိုင်းအဲ့ဒါရှမ်းတို့ဟေးဘုံမြန်မာပြည်မှာရှမ်းနေကြတော့ဒါရှမ်းမေရှမ်းနှမျိုးရှိတယ်ကောက်ပေါ်ရှမ်းနဲ့ရှမ်းကြတယ်ဟုတ်အားရပေါင်းကုန်ရမှာပါကွာတိုင်းရှမ်းလူမျိုးကြတော့တောင်းဘာမှမရဘူးဘောဖူးပါမေးဘောဖူးလေငါပြောမယ်ပေါ့စီတာရှိတာစကားပြောမှာပရိသတ်ကိုနားလည်အောင်ရှင်းပြမှာဒါစကားပြောတာသူပြောတဲ့နေရာမှာရှမ်းဆိုတဲ့ဟာလို့တော့ပြောတော့
ဟောတွေ့လားငါတို့တော့ပြောလို့ဦးနဲ့ နေတော့ နားထောင်ရေ သူကအခုပြောတာမဟုတ်ဘူးနော်တကယ်ရှမ်းဆိုမှ ဘာကြောက်လဲဘာရှမ်း ဒီစင်တာဒီဘော ဟေးတော့ရှိပါဒီရတယ်အစားပေါက်ကြည့်မမြင်ရတော့ပါအထီးကအကြောင်းရင်းတစ်ရက်ကမှသိသွား ပါလို့ အထီးကဟဲ့ဟာဘာမှမပြောရသေးဘူးဘာမှမပြောရသေးဘူး အဲ့ကောင်မတိတာကြတော့တော်တော်တီးကျင်ပုံရတယ် အထီးကအဲ့ဒါမပါရင်ပြီးလို့ရ အဲ့ဒါပါလေ အဲ့ဒါရှမ်းတော့တယ်ပြောရတယ်ပြော ငါလေးမင်းမိလိုက်တာမှားတော့ ဟေးရှားတယ်ဒီလိုလုပ်လိုက်ဟိုကိုယ်ပြဿနာကိုရှားအာစီဆို ဘကိုကဒီဘာလို့တာလို့ အဲ့ပါကိစ္စဆိုတာအပြည့်ရှင်းရတယ်လေအဲ့ကြောင့်ပြီးလို့ ဒါကြီးမရှိရင် ဒါကြီးမရှိရင်ပြီးလို့မရ ဟောရှမ်းလို့တီးလို့မရတော့ ဒီကရှမ်းဆိုရင်အဲ့ဒီပြီးရတာအဲ့ဒါတိုင်းကွာ လူလိုနားမလဲတော့ဘူးလား ဟေးဟာမကြီး အလုံးမနေရ ဒါပတ်လို့ဒါပတ်ဖွဲ့ ဟေး ပြီးပါပြီ တီးနေရ ဒီကခုသိနေတော့ တီးနေရ ပြီးလာပြီဟေးဒီကရှမ်းဆိုရင် အဲ့ဒါမျိုးကပေါ့ဒီက အဲ့ဒါကြီးပါတိုင်းကွာ ပေါ့ကြီးရေမလုံးနဲ့ဒီတထူးအရင်ရှိနားဒီလိုညက်ထားပါလားနောက်တစ်ခုကဒီညက်ပါလား ဒီအဲ့ဒါလည်းဟုတ်တာပဲတော့ကဲဒီညောင်းတိအောင်ပါ ဟဲ့ဒါတိုင်းရှုံးလေအဲ့လိုလုပ်နေလို့တိုင်းရှုံးလေ ဟုတ်ပါရဲ့ကွာ ငါခေါ်တယ် ဒီနေတာကြီးပဲဟာဒါကြီးပဲရှိတော့တယ် ညညလုံးပါဆန်းဆန်းပေါ်ပါလေတို့တင်တော့မှာပြရမှာမတက်နေတော့ အဲ့မဲ့တခုရှိမှာပေါ့အောက်ကညီမလေးတွေကจะပြောမှာကိုယ်ခိုင်းကြီးအကြီးကြီးကိုယ်ခိုင်းကြီးဒါကြီးပေးပြီးတော့ဘောစီကလူငယ်လုံးတယ်လည်းရှိနေမယ် အဲ့တော့ငါနေချစ်တာ အကွာအကြီးဆိုတော့ကိုတစ်ခုမင်းမယ် ဒီလေးကြိုက်တာမေး ကျွန်တော်တို့တရားဒီပုံနဲ့ကိုယ်နဲ့တရားအဲ့ပုံနဲ့ဘယ်တော့လဲ ငါနာစငါနေပါဒါရဒေတာ ဟောဒီနဲ့ပေါ်တာပဲရတယ်ပေါ့ ငါလူတွေပါပေါ့ပေါ်တာတင်မှာ ကျုပ်ငယ်ကြီးအဲ့ဒါဒါလည်းတော့ ဒီပြငါလူတွေပါမြတ်ဘူး ညာညာကွာကတစ်ခုမင်းထပ်နေပြီနော် ဟမ် အဲ့တော့ဒီငါဒီဒီပုံနဲ့ဆိုပြရမယ် ငါလူတွေပါပါမိခန္ဓာကိုယ်ကဒီတေ ဒီနဲ့ပေါ်တာပဲရတယ်မလား ပေါ်တာတင်မှာ အဲ့ဒါဒါလည်းရော ဘုရားဆရာခင်ဗျာလေးပါသွားရင်လည်းပြောခင်ဗျာလေးပဲလေးပို့မယ် ဘယ်လိုပေါ်လဲ ခင်ဗျာခဏကပို့မယ်ချင်းဆရာ ဒီတကယ်တော့ပြောမှာပေါ့ဒိုင်းနှစ်ခုကိုယ်ကရဲ့ဒီတယ်သွားတော့ပေါ့စီမင်းကဘာတယ်ကြုံလို့မင်းမှာပေါ့ကိုယ်ကတယ်တော့ အဲ့ဒါမှငါတည်ရင်ပြေးပြအောင် ကလာကရင်ငိုရှမ်းရလို့ကလာကရင်ငိုရှမ်းရလို့ တော်ပါတော့ခင်ကြီးလာလေ ဘာတကွာကတမီးနဲ့ထိုးလိုက်တာကြေးသွားတာတိုင်းရတဲ့လူမျိုးရှိနေတယ်မြမလူမျိုးကြီးမြမပြည်တဲ့ကိုချစ်ရမှာပါ โอเค ဒါကြောင့်ဒီမနေရထားတဲ့နေရာသာတဲ့
Thank you.